ဒါကတော့2023ပေါ့နော်6လပိုင်းကအိမ်ပြန်နှုံးကခီးစဉ်ဖြစ်ပါတယ်။ညလည်းပျော်ဖို့ကောင်းပါတယ်။ဒီတော့ကကိုလည်းပါပါတယ်။ခီးစဉ်တစ်ချောင်းအဆင်ပြေတယ်ပျော်လည်းပျော်ဖို့ကောင်းပါတယ်။ဒီချက်ကိုမျိုးနေအောင်အိမ်ပြန်မယ်ဆိုပြီးတော့ဟဲ့နေဝမ်းသာလေးရောက်ပါပြီပြီးတော့ပြန်ခီးစင်ပေါ့နော်တိမ်မောနေတော့ရောက်တော့မယ်မင်္ဂလာလုံးလေးစိတ်ကိုရောက်တော့မယ်ဆိုတော့စိတ်နဲ့မြေပြင်မော်ဘိန်းချတယ်ရှင်ဒီတုံးပြီးတော့စိတ်တွေလှုပ်ရှားရမ်းပြောကောင်းပါတယ်မြန်မာပြည်ကိုရောက်ပြီ